ကျွန်တော်ဒေါ်လာရေးကို2021ဒေါ်လာရေးစပေါ်လာတဲ့အခါကိုအနေငယ်ဖြတ်လာနေတယ်ကျွန်တော်မြင်တယ်လို့ဟိုဟာအခြေခံပြီးမှပြောသွားချင်ပါတယ်ဒေါ်လာရေးကိုစပေါ်လာတဲ့အခါမှာကဲရိုးရိုးသားသားကျွန်တော်တို့ငင်းငင်းချာချာနဲ့ဒေါ်လာကြတယ်ဆန္ဒပြကြတယ်ဒါအခုတော့လက်နဲ့ဆွဲကင်မှဖြစ်တော့မယ်ဆိုမှလက်နဲ့ဆွဲကင်တော့မယ်ဆိုမှမင်းတကနဲ့စပ်ဖြစ်လာတာစဒေါ်လာလာကြတယ်နေအတီးအတီးကနဲ့အွန်လိုင်းကျင်းနဲ့လောက်လာကြတယ်အိမ်မဒါမအားရဆရာကောင်းတယ်ပျော်ဆရာလည်းအရန်ကောင်းတယ်ဒီဖက်မှာနေတဲ့လူတွေကလည်းအရန်အားတက်တယ်နိုင်ငံခြားမှာနေတဲ့ရွှေမျိုးတွေကလည်းအဲ့ဒီချိန်မှာမင်းတကနေမှတော်လာတယ်ဂျန်တဲ့နေရအတီးတီးမှာလည်းတော့ရှော့ဖွဲ့လာကျွန်တော်အဲ့ဒီအချိန်အထိကျွန်တော်တယောက်ထက်အမြင်ကတော့ဘာပဲဖြစ်ဖြစ်သူတို့ရှိတဲ့နေရာကနေမှကျွန်တော်တို့မိခင်တွေဖခင်တွေရှိတဲ့ CNF နေရာအထိသွားဖို့ရမလွယ်တော့ဘူးအချိန်မရသေးဘူးဆိုရင်မှရတဲ့နေရာကနေတော်လာနဲ့တရက်ရက်အချိန်ရလာတဲ့အခါကျရင် CNF ထဲမှာအကုန်လုံးပြန်ဆုလာမှာပဲသူတို့လည်းနားလည်လာမှာပါဆိုရင်မှကျွန်တော်ကအဲ့လိုမျိုးထင်ခဲ့တာအဲ့ဒါနဲ့ကျွန်တော်အရာအားတဲ့တာအဲ့ဒီခါကျတော့သူတို့လူငယ်တွေအမြင်နဲ့ဒီဘက်မှာနေတဲ့လူတွေအမြင်ရဲ့ကွာခြားချက်ကဘာကိုသွားမြင်တယ်လဲဆိုတော့ဟိုဘက်မှာနေတဲ့လူတွေကဒီဟာကနိုင်ငံရေးဆိုတာသူတို့မမြင်ဘူးဒီဟာကနိုင်ငံရေးပြဿနာဆိုတာမမြင်ဘူးသူတို့မြင်တာကဒီဟာကလူမျိုးရေးပြဿနာငါရဲ့ပြဿနာငါတို့ဒီတဲ့ပြဿနာလို့သွားမြင်ဒါလည်းတပိုင်းတစ်စတော့မှန်တယ်မှန်ပေမဲ့မကြည့်ဘူးအကြီးကြီးမဖြစ်ဘူးအဲ့ဒီခါကျတော့ကျွန်တော်ပထမဗါလဲရော့မာရဲ့တရင်ကိုနားထောင်တော့ KI CNAC မှာလက်နဲ့ပေးပါငါတို့အရန်ခံနေရပြီလက်နဲ့မရှိဘူးလို့သွားတောင်းတယ်တဲ့ CNF ကမပေးဘူးတဲ့အဲ့ဒါကိုပဲတချို့ဟိုဖက်ရက်ွက်ဒီဖက်ရက်ွက်ချင်းတမျိုးသားလောင်းက CNF ကဘာဖြစ်လို့မပေးတာလဲပေါ့ဒီဟာနဲ့ပဲပြဿနာဆက်တက်လာအဲ့ဒါကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်မှာသားတယောက်ရှိတယ်ကျွန်တော်မှာသားတယောက်ရှိတော့အဲ့မှာအသက်73နှစ်ပဲရှိသေးတယ်ကျွန်တော်သားကအိမ်သားမှာအဖေကြည်တွေ့တယ်သွားပြလိုက်မယ်ဆိုတော့တနပ်ပေးပါအဖေတနပ်ပေးပါဆိုတော့ကျွန်တော်မပေးဘူးသူအသက်မပြည့်သေးဘူးဒီနိုင်ငံမှာအမေရိကန်မှာပဲနေတယ်ဆွေဒင်မှာပဲနေတယ်အမဲလိုက်မယ်ဆိုရင်တော့အမဲလိုက်ရမယ်လိုင်စင်ရှိဖို့လိုတယ်တနပ်လက်ကျင့်ဖို့လိုတယ်ဒီတိုင်းတနပ်ရောချတာလေးပဲစီမဒီတိုင်းပေးလို့မရဘူးသူအသက်မပြည့်သေးဘူးမပေးဘူးကျွန်တော်လည်းအဲ့လိုမျိုးပဲ CNF ကအခုမှသူတို့တော့တက်ထွက်လို့တော်လာတယ်တနပ်ပေးပါဆိုတော့ရှော့ပေးတယ်ဆိုလို့ရှိရင်ဒီတနပ်ဟာအန်ဒရယ်ကြီးတယ်ဒီတနပ်ဟာဆိုသူတို့အနည်းပုံ30လောက်တနပ်နဲ့ရင်ပါကျွမ်းကျင်လာပြီးမှကင်လာတဲ့လူတွေကတနပ်ရဲ့အန်ဒရယ်တနပ်ရဲ့စီကန်းကိုအားလုံးသိတဲ့လူကဘာမှမသိတဲ့လူကိုသွားပေးမယ်ဆိုလို့ရှိရင်ဒါဟာက CNA အမှားကြီးမှားသွားမယ်ပေးလို့မရတနပ်စီကန်းရှိတယ်အဲ့ဒါ CF ကမပေးတော့ကြာတဲ့တနပ်အကြောင်းနားမလဲတဲ့လူတွေကပုံထုတ်ပြီဒါကပေးလို့မရသေးဘူးဘာကြောင့်မသူတို့မှသင်တာမတက်သေးဘူးတနပ်အကြောင်းနားမလဲသေးဘူးလာတုံးတိုင်းဒီတိုင်းတနပ်ဆိုတာသွားပေးတဲ့ဟာမျိုးမဟုတ်ဘူးအဲ့ဒါကိုကဲဝေမင်းခမရအဲ့လိုပြောတယ်ဒါရခိုင်ဒီအေးဒီဒီလိုစီနိုင်တဲ့လူအတွေ့အကြုံရှိတဲ့လူကိုသွားတုံးတော့ပေးတယ်လေလို့သူတို့ပြောကောင်းပြောမယ်ပေးမှာပေါ့အေးကတော့ပေးမယ်ဘာကြောင့်မို့လဲသူ့လူမျိုးမဟုတ်တာသူလူမျိုးမဟုတ်ဘူးလေအဲ့ဒါတနက်အန်တရယ်ကြီးသည်ဖြစ်စေတနက်တော့မပြောနဲ့အဲ့ဒီအချိန်လောက်ကကိုအေးရဲ့တနက်လဲကျွန်တော်တို့ကိုပေးပါရစ်ခါလဲပေးပါအဲ့ချစ်တဲ့အခါမှာအရှုံယာမလဲပေးပါဖိုးလဲပေးပါဆိုပေးမှာဘာဖြစ်လဲဆိုတော့သူတို့လူမျိုးမဟုတ်တာသူတို့လူမျိုးမဟုတ်တော့ပေးမှာပဲလေသူဘလို့ပဲဖြစ်နေလေဟိုတုံးတော့သူကျင်နေပြီးပြီလေဟို CIA ကြတော့ဘာဖြစ်လို့ပေးမလဲသူသားသမီးလေခမ်းမိမှာထိမိမှာအန်ဒရယ်ဖြစ်မှာသူကြိုတွေးပြီးမှငါတို့ကလေးတွေတော့တတ်တဲ့ဒီတိုင်းပဲဝေလို့တော့မဖြစ်သေးဘူးနိစနိမကြသေးဘူး KIA နေလို့လည်းမပေးနဲ့အောင်တော့ဆိုတဲ့ပုံစံမျိုးနဲ့ကိုသားသမီးအရင်ချကိုဘိုက်နဲ့မလွယ်ပေမဲ့လည်းကိုသားသမီးအရင်လိုမျိုးမပေးတာကိုဒါတနအကြောင်းနားမလဲတဲ့လူတွေကပုံထူတာပဲရှိတယ်ကျွန်တော်ကိုယ်တိုင်1995မှာတပ်မဟာနိ KIA
တက်မဟာနေမှာကျွန်တော်ကတနည်းကြော်တော့အဲ့မှာနေခဲ့တာဒါတနေ့အကြောင်းအဲ့ဒီအချိန်မှာကျွန်တော်တို့ဟာခပ်ပါပွေးလည်းရှိတယ်စီဟိုကချီကိုပြောမယ်ဆိုမိချက်တူဆိုတော့ဗမာလိုအရာခံဖို့အခုတော့ဆုံးသွားရှာပါပြီကျွန်တော်တို့တနိုင်းမှာနေတဲ့အချိန်မှာဆုံးသွားတာအဲ့ဒါကြောင့်မို့တော့ဒီဒေါ်လာရေးကိုကျွန်တော်စကားရှည်သွားမှာဆိုလို့ဒါကဒီလောက်နဲ့ဖြတ်လိုက်မယ်ဒေါ်လာရေးကိုရှည်ဆိုဒေါ်လာရေးကိုဆက်လုပ်ပြီးဆိုလို့ရှိရင်ဘာနဲ့သွားတူတယ်လဲဆိုရင်လေတော့အားလုံးသိကြမှာပဲလေအဲ့ဒီလေလော်ပုံစံနဲ့လှော်ရအဲ့ဒီလေလော်ကိုကြည့်လိုက်လေဥမာလူတယောက်ရှိတဲ့ဝလုံးကင်ပြီးမှအဲ့ဒါလမ်းပြခလဲမလူအများကြီးထိုင်နေတဲ့လူတွေကလှော်မဲ့လူတွေအားရှိတဲ့လူတွေလမ်းပြကဘလို့ပဲပြလှော်တဲ့လူကမလှော်ရင်ခကြီးမသွားဘူးအဲ့လေရလမ်းပြကလည်းပြပြီးပြီလှော်လဲလှော်နေပြီပဲ့ကမထင်းဘူးဆိုလို့ရှိရင်လေကဟိုပဲဝိုင်းပြီးရိုင်ပြီးမှခကြီးမရောထိုနည်း၎င်းပဲအဲ့ဒီလေလော်သလိုဥပမာကျွန်တော်တို့ချင်းတမျိုးသားလို့ရဲ့လေဥလေထိုးမဲ့နီးပြတ်တရော့လို့တယ်အဲ့ဒါပြီးတာနဲ့ခလဲမှာလူငယ်တွေအခုလည်းနဲ့ကင်တဲ့အဖွဲအသီးသီးဟာကိုတကုံလော်ရမယ်ကျွန်တော်တို့နိုင်ငံတကာမှာနေတဲ့လူတွေရောမိခင်ဖခင်တွေပညာရှိပုဂ္ဂိုလ်တွေနိုင်ငံတကာမှာရှိရဲ့အဲ့ဒီလူတွေကပက်ထင်ရမယ်သူတို့ကပက်ထင်ရမယ်လူငယ်တွေကလှော်မယ်လမ်းပြတက်လမ်းသီးတဲ့လူကလမ်းပြမယ်ဒါမှအဲ့ဒီလေကနေပြည်တော်ကိုလှော်မလားရန်ကုန်ကိုလှော်မလားခါကိုလှော်မလားလှော်လို့ရမယ်အခုကတော့ငါလည်းလှော်တတ်တာပဲရောလှော်ချင်းတယ်လို့လှော်တော့ဟိုကလမ်းပြမရှိတော့ကျွန်တော်တို့လေကခကြီးမရောက်ဘူးဖြစ်တယ်ပဲထင်းကမရှိဘူးလေကလေပဲလေနေတာဘယ်မှမရောက်ဘူး၃နည်းတော့လေနေပြီကျွန်တော်တို့ချင်းရဲ့လေကြီးကခကြီးမသွားဘူးဖြစ်နေတာဒါအရေးကြီးတယ်ဒါတော်လာရေးမှာဒုတိယဒေါ်လာရေးဆက်လုပ်ပြီးဆိုလို့ရှိရင်အပြအလာယုံကြည်မှုတိကျတဲ့မူဝါဒတိကျတဲ့ဥဆောင်မှုဓမိတတဖြစ်ဖို့လိုတယ်ဒါမှသာလေကျွန်တော်တို့ကခကြီးရောက်မှာဖြစ်တယ်အခုလည်းတော့မကြသေးတော့မကြသေးဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုနပြောသလိုအကုန်လုံးတော်လာချင်ကြတာလွတ်မြောက်ချင်ကြတယ်ဒါမှရနေရကနေအခုနလေလော်သလိုဝိုင်းလှော်နေကြတာခကြီးကမရောက်သေးဘူးအခုတချို့လူငယ်လေးတွေ online ပေါ်ကနေ CNA တွေဖုန်းထူတယ် online ပေါ်ကနေ shop ပြောတာတွေပါညာဆိုတာအားလုံးလဲကျွန်တော်တို့ online ပေါ်မှာနေတဲ့လူတွေအချင်းချင်းကပဲပြဿနာဖြစ်တာဟိုမှာ CNA ကဘာမှအေးလည်းမပြဘူးကြွတော့မဆိုင်ဘူးဘာကြောင့်မို့လဲဆိုရင်သူတို့ကမူပုံတိကျနဲ့လာသူတို့ကမူပုံမှန်ကန်နဲ့ရှိပြီးပြီဒီလမ်းကိုသွားမယ်ဆိုရင်မှလမ်းကရှိပြီးသားလိုက်သွားလိုက်အောင်ပဲကျွန်တော်တို့မလိုက်ရင်လည်းသူတို့ကသွားမှာပဲလိုက်ရင်လည်းသွားမှာပဲချီတမျိုးသားလုံးအတွက်နီပုံ30လောက်ခိုင်မှာလှုပ်ထားတဲ့အဲ့ဒီလမ်းပေါ်ကိုကျွန်တော်တို့ကရှော့အဲ့ဒီလမ်းကိုကျွန်တော်တို့ကမမြင်တဲ့ရွေးကတော့အခုလိုမျိုးဒီကြာကာလထဲမှာဟိုကလှော်လိုက်ဒီကလှော်လိုက်ဟိုကလော်ဘီနဲ့ဒီကလော်ဘီနဲ့တက်ကြရအောင်ပဲရှိတယ်အခုဟိုဟာဒီလော်ဘီဒီဆိုတာကလည်းဒါလော်ဘီဒီဆိုဒီဖြစ်စေဒီမှာ line ပေါ်မှာ အော်နေတဲ့ကျွန်တော်တို့လူမျိုးဖြစ်စေဒီဟာတွေကအရာမရောက်ဘူးဘယ်တော့ပဲအော်အရာမရောက်ဘူးဒီဟာတွေကလည်းကျွန်တော်တို့ကအားလုံးချိတ်တစ်မျိုးသွားလုံးကသူက online ဝါသနာပါလို့ short order ပဲဒါစကားပြောလက်ကျင့်တာပဲသူအပြောလက်ကျင့်နေတယ်လို့ဒါတရရက်ကြိုက်သူစကားပြောစွမ်းရည်ကောင်းလာမယ်ဒါကိုလူမျိုးပဲစီမှာချစ်ခင်နဲ့သူဘလောက်ပဲလှော်ချစ်ခင်နဲ့ချစ်ပေးရမှာဖြစ်တယ်သူတို့လှော်နေတဲ့ဟာကိုမုန်းဖို့မဟုတ်ဘူးသူတို့စကားပြောစွမ်းရည်ကျင့်နေတာလက်ကျင့်နေတာအဲ့လိုဖြစ်တယ်ဒါဘာမှဟိုဟာလောသက်ထွက်ဆရာလည်းမလုပ်ဘူးတက်ချင်းကြိုက်လဲဒီလိုပဲကျွန်တော်တို့လူမျိုးတွေကြီးပဲ no အခုဒီအချင်းသူနဲ့ကိုနဲ့ပြဿနာတက်တယ်ပြီးတော့ဟို lobby ဒီရောခွန်ဆောင်ပိုင်း CDF CF ဒီရောဘာဖြစ်လို့ဟာခမသိမ်းတယ်လဲဆိုတာက online ပေါ်မှာအများဆုံးကိုပဲကျွန်တော်ရွေးမပြောပြရလေနော်ဟာခဘာဖြစ်လို့မသိလဲတလန်ဘာဖြစ်လို့မသိမ်းတာလဲလို့អော်နေတာဒီဟာကတက်ပွဲအတွေ့အကြုံမရှိသေးလို့
နားမလဲသေးလို့တော်လာရေးဆိုတာဟာခါမျိုးဆိုတာ CIA လက်စစ်ဆိုမယ်ကျွန်တော်ဟာခါမျိုးဆိုတာငါတို့သိမ့်ဖို့မဟုတ်ဘူးငါတို့လူပဲလူရမှာဒါငါတို့မျိုးပျက်စီးလို့မရဘူးဘယ်တိုင်းရင်းသားလက်နဲ့ကင်မတုံကြီးမတိုက်ဘူးဘယ်တိုင်းရင်းသားလက်နဲ့ကင်မမြချီနာမတိုက်ဘူးဘယ်တိုင်းရင်းသားလက်နဲ့ကင်မစစ်တွေမတိုက်ဘူးသူတို့ရဲ့မြို့ကိုသူတို့ချစ်တယ်မတိုက်ရဘူးကျန်တဲ့နေရာအလုံးတိုက်မှပပလေကနေပိတ်ပြီးမှအရှုံးမပေးဘူးလားပေးမလားအာဖဂန်နစ္စတန်ကမ်ဘူမနီတုံးကသူတို့တိုက်လားမတိုက်ဘူးကမ်ဘူလက်နဲ့ချလိုက်တော့ငါတို့ဒီနားရောက်လာပြီဒီလိုပဲလုပ်ရမှာဟာခါကိုတိုက်ဖို့မဟုတ်ဘူးဟာခါတိုက်ပါလားဟာခါတိုက်ပါလားဆိုတာကတော့ဒါတကယ်ဟာတာပဲဒီဟာကဒါရှိအေးလက်ဆွေဒါတိုက်ဖို့မဟုတ်ဘူးဟာခါကိုတိုက်ဖို့မဟုတ်ဘူးနည်းနည်းတော့ swap ပေးရမယ်သူတို့စစ်ဆိုးနေလို့မရအောင်တော့ swap ပေးရမယ်တချင်းချင်းနဲ့မီလီယံတော့တိုက်ဖို့မျိုးမဟုတ်ဘူးဒါငါတို့ရဲ့မျိုးငါတို့မြန်လို့တဲ့မျိုးငါတို့ဖြတ်စည်းလို့မရဘူးတက်ွက်ဖြစ်ဆိုတော့ပြတ်တယ်အဲ့လိုမဖြစ်ဆိုတော့အခုကဒေါ်လာရေးငယ်သားဒီကလေးတငယ်ဒီလဲလူမျိုးတွေလဲအင်ယာတွေလဲအကုန်လုံးအရနာနေပြီအရဝမ်းနေဆရာကောင်းနေပြီအဲ့ဒါကြောင့်မို့ကျွန်တော်စကားလဲရှည်သွားမှာဆိုလို့အခုကျွန်တော်တို့လူမျိုးတွေတတိယနိုင်ငံရောက်ပြီးသားတော့မပဲဖြစ်ချင်းပီကိုချစ်ပေမဲ့လဲအနေသားခြုံသွားပြီအစအတော့အဝဲအစားနေလို့ရသွားပြီကျွန်တော်တို့ထဲပဲငါလွင့်ပြီးတာပဲဘသူတည်တည်ငတေးမှန်ပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့မရဘူးကိုလူမျိုးတွေကြံသေးတယ်မလေးရှားမှာတတိယနိုင်ငံလည်းမရောက်နိုင်ချင်းပီလည်းပြန်ရအောင်လဲဘယ်ကိုပြန်လို့ပြန်မှမသိဘူးဥပမာမရန်ကုန်ပြန်မယ်ဆိုရင်ယူတို CDF စတဲ့မှာဗီဇာယူရမလို့လို့တူစီမှာဗီဇာပြန်ယူရပြီးမှမရန်ပြည်နယ်ကိုရောက်ရမလို့နဲ့သူ့နယ်မြေနဲ့သူ့နဲ့ကွဲနေတာဆိုတော့မပြန်ရဲဘူးတတိယနိုင်ငံလည်းမရောက်နိုင်ဘူးအိမ်ပြန်ရအောင်လဲအိမ်ကမရှိဘူးဒေါ်လာရေးကလူမျိုးမအောင်မြင်ဘူးငင်းချမ်းမှုမရဘူးဆိုတော့အခု3နှစ်အဲ့ဒီမှာနေထားပြီ4နှစ်နေထားပြီနောက်ထပ်10နှစ်ကြာရင်ရောအဲ့ဒီလူငယ်ဒီအားရှိအောင်မလားအိုလာတော့မယ်ကြီးရင်လာတော့မယ်သူများနိုင်ငံမှာကိုလူမျိုးတွေပင်းချီပြီးမပေါ်ပြနေပြီအိန္ဒိယမှာတက်ကြီးရွေအိုဒီအသက်ကြီးတဲ့လူတွေမလေးရှားမပြေးနိုင်တဲ့လူတွေကလေးတငယ်တွေကျွန်တော်တို့လူမျိုးတွေအဲ့ဒီမှာရှိတယ်ဒီအရာဒီကိုဒီတော်လန်ရေးကရှည်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မှလဲအဲ့ဒီတော်လန်ရေးကိုမရှိရအောင်ကျွန်တော်တို့ဘယ်လိုလုပ်သိမ့်တယ်လဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပေါင်းစည်းသိမ့်တယ်သူကဒေါသထွက်တဲ့အချိန်မှာတော့ဟိုလှော်တဲ့လူလည်းလှော်မှာပဲစီဟိုဗာလဲသူတို့လည်းဖြစ်ချင်ရဖြစ်မှာပဲဒါဒီကိုကျွန်တော်တို့ကိုလူမျိုးပဲမတတ်တယ်ညီအကိုမုံနမညီအကိုတော်မတယောက်ကကျဆာចုံတက်တယ်တယောက်ကအရက်ဆိုင်မှာတယောက်ကလမ်းတရက်ဖြစ်သေးတာပဲလေဒါကတဖက်တမေသားသမီးပဲဒါကိုမုံထုတ်လို့ဟိုပြပယ်လို့မရဘူးမချစ်ဘူးလို့ပြောလို့မရဘူးဒါကိုယ့်ရဲ့သွေးသားရင်ဘယ်မှာပဲနေဒီကိုယ့်ရဲ့သွေးသားရင်ဒီဟာဒီကိုကျွန်တော်တို့သေချာလေးစဉ်းစားပြီးမှအခုနကျွန်တော်ပြောသလိုဒီချင်းပီရဲ့လေလေးကိုတက်အောင်အမြန်ဆုံးလော်ကြရအောင်အမြန်ဆုံးလော်ကြရအောင်ဒီလေကိုလက်ပြတ်တဲ့လူပြတ်တဲ့နေရာမှာနိုင်တဲ့ဖက်ကနဲ့လော်ရအောင်ဒီလော်တက်ကကောင်းလားမကောင်းလားဆိုတာမစင်စားနဲ့တွေ့တဲ့ဟာနဲ့လော်ရအောင်ဟိုမှာပက်ထင်းတဲ့လူကလည်းတေချာပက်ထင်းပေးပါဒီဟာကအရေးကြီးနေပြီတော့မဟုတ်ဘူးဆိုလို့ရှိရင်အခုရွေးကောက်ပွဲလာမယ်ရွေးကောက်ပွဲလာတဲ့အခါကျရင်မြန်မာနိုင်ငံမှာငီကူမြအကုန်လုံးသိပြီးသားပဲနေဝိကိုတော့သွားတာ29နှစ်60နှစ်ကနေမှဒါရွှေအိုချိုသွားတာ19နှစ်တင်းစင်ကဟိုအယတယုံစစ်တယုံနဲ့ဆယ်နှစ်ဒေါအောင်ဆန်းစုကြည်9နှစ်အိုချိုသွားတာဒေါအောင်ဆန်းစုကြည်ဒလော့ကောင်းတဲ့လူအိုချိုတာတော့မှတပီလုံးငင်းချမ်းရေးရတာလားမရဘူးရခိုင်နေဆိုရင်ငိုယိုနေတာပဲကချင်နေဆိုငိုယိုနေတာပဲဒီမြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုကျွန်တော်တို့စာပေထဲမှာဖတ်ဆရာမလို့ဘူးကျွန်တော်တို့နားမျက်စိနဲ့မြင်နေတဲ့အရာတွေအများကြီးသင်ခန်းစာတွေတာကားတွေရှိတဲ့အတွက်ကျွန်တော်တို့လူမျိုးကိုချစ်ပါသူများကဘသူမှလာမချစ်ပေးဘူးအခုဆီယာထန်းကဟိုဆန်းကခမရအိမ်မှာပွက်စီလာနေပဲညစ်ပတ်နေတယ်ခမရမလို့ချင်လို့ဆိုရင်မှအိတ်နေလိုက်ဘသူမှလာမလို့ပေးဘူးခမရညစ်ပတ်ရင်ခမရကိုယ်တိုင်တမစီးလဲရမယ်
ခမရကိုယ်တိုင်တမစီကံရမယ်ခမရကိုယ်တိုင်တရှိရမလို့စင်ဘသူမလာမလို့ပေးဘူးကျွန်တော်တို့ချင်းပီတိုးတက်ဖို့ရချင်းတစ်မျိုးသားလုံးအဝေးမလုပ်ဘူးဆိုဘသူကလုပ်မှာလဲမှန်တယ်အဲ့ဒါလေးနဲ့ကျွန်တော်ဟိုဟာတစ်ဖြတ်လေးနဲ့ဖြတ်မယ်နော်နောက်မှလို့ပြန်ဆက်မယ်ဟုတ်ကဲ့လက်ခေါ်ပါလေးချင်းပြပေးအောင်နော်ဆရာဘောမင်းပြောသွားတာတကယ်ကိုအားရကျင်တတ်စရာကောင်းပါတယ်ဒါဆွီဒင်နိုင်ငံကဒီလေလောပြိုင်ပွဲတွေကျင်းပတဲ့နေရာမှာတကယ်ကိုကျွန်တော်တို့တော်လှန်ရေးနဲ့နှိုင်းယှဉ်ပြီးမှသုံးသပ်ပေးသွားတာလေးလည်းတကယ်ကိုအားရကျင်တတ်စရာကောင်းတယ်အတူယူစရာလည်းကောင်းတယ်ကျွန်တော်တို့ဒီစင်နဲ့ပါဆိုရင်ကျွန်တော်နှစ်ပေါင်း30ခုနှစ်တိုင်ကျွန်တော်တို့ဒီတော်စစ်ရေးနဲ့နိုင်ငံရေးဟာဟန်ချက်နေဒီကနေ့အချိန်ထိကျွန်တော်တို့သွားနေတယ်ကျွန်တော်2023ကျွန်တော်တို့ဒီ Channel Councilor ဆိုတဲ့ဒါဘယ်လိုခေါ်မလဲ Constitution ဂျာကာလာ Constitution လည်းကျွန်တော်ရေးဆွဲနိုင်တယ်အခုကျွန်တော်တို့အမျိုးသားတည်ဆောက်ရေးကိုလည်းကျွန်တော်တို့မနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းတမျိုးသားလုံးပူးပေါင်းပါဝင်ဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ခုနပြောသလိုပဲကျွန်တော်တို့ချင်းပြည်နယ်ရဲ့အရေးဟာချင်းတမျိုးသားလုံးနဲ့သက်ဆိုင်ပါတယ်အဲကြောင့်ကိုနဲ့မဆိုင်ဘူးကိုနဲ့မပတ်သက်ဘူးဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့နေလို့မရပါဘူးကျွန်တော်တတ်နိုင်တဲ့ဖက်ကနေမှကျွန်တော်တို့အုတ်တစ်ချက်တဲတဲ့ဖွင့်ပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်ထပ်မံပြီးမှတောင်းဆိုလိုတယ်ပြီးတော့ဒီကနေ့ညကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုလည်း like and share ဖြင့်ထပ်မံပြီးမှပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်ထပ်မံပြီးမှတောင်းဆိုလိုတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဆိုတာကကျွန်တော်တို့ CCCB ကွဲသည့်တိုင်အောင်ကျွန်တော်တို့တမြေတဲ့နေတရေတဲ့တောက်ကျွန်တော်ညီကိုမောင်နှမရင်းချာတွေဖြစ်တယ်ချင်းမျိုးသားတိဆောက်ရေးချင်းမျိုးအသားရေးအခန်းကဏ္ဍမှာကျွန်တော်တို့တကွဲတပြားနဲ့ကျွန်တော်သွားလို့မရဘူးအခုကျွန်တော်တို့ပွင့်လင်းရာသီရောက်လာမယ်ပွင့်လင်းရာသီရောက်လာလို့ကျွန်တော်တို့ဒီစစ်စကားမှစစ်ကော်မရှင်တွေကျွန်တော်အင်အားဖြည့်ပြီးမှကျွန်တော်ထိုးစစ်ဆင်လာပြီဆိုရင်ဘယ်သူမှကိုယ့်နယ်ကိုဝင်လာပြီဆိုရင်ကိုယ့်တစ်ဖွဲ့တည်းနဲ့ကျွန်တော်တို့ကာကွယ်လို့မရဘူးကျွန်တော်တားဆီးနိုင်မှာမဟုတ်ဘူးကျွန်တော်တို့ချင်းပြည်မှာရှိတဲ့အဖွဲ့အားလုံးတက်ညီလက်ညီနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှသာလျှင်ကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်တယ်ကျွန်တော်တို့ဒီလာပိုင်းမရှိပါသေးတယ်မော်လ်ပီကိစ္စကိုသင်ခန်းစာယူပြီးမှမော်လ်ပီမှာကျွန်တော်တို့ဒီစကားစားတွေအင်အားနဲ့အလုံးရင်တက်လာတာကိုကျွန်တော်တို့တိုင်းရင်တောင်မှမရောက်အောင်ကျွန်တော်တို့ခုခံနိုင်ခဲ့တယ်ပြန်လိုက်ပြီးမှမောင်းထုံးနိုင်ခဲ့တယ်အဲ့ဒါလေးကိုသင်ခန်းစာယူပြီးမှ CC နဲ့ CB ပူပေါင်းပြီးမှကျွန်တော်တို့ဒီနိုင်ငံရေး policy အရကျွန်တော်တို့အတူမတွားနိုင်သည့်တိုင်အောင်စိတ်ရင်းမှာတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်နိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်မံဖြစ်ဆွပြီးမှတောင်းဆိုလိုတယ်အခုချိန်မှာတော့ slide ထန်းတဲ့ကိုဆက်လက်ပြီးမှကျွန်တော်ချိန်ပေးသွားခြင်းနဲ့သူရဲ့အမြင်လေးတွေဒါကျွန်တော်မိဘပြည်သူထမ်းချပြစာလေးတွေကိုဒါကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးပေါ်မှာတော်လကောင်းကျွန်တော်လက်ရှိကျွန်တော်တို့ရဲ့အချင်းတမျိုးသားလုံးရဲ့တော်လိုင်းရေးပေါ်မှာတော်လကောင်းတုံတက်ပေးဖို့ရန်အတွက် slide ထန်းတဲ့ကိုအခုချိန်မှာချိန်ပေးသွားခြင်းပါတယ်ဒီတင်ပါတယ်ကျွန်တော်နာမည်က slide ထန်းတဲ့လို့ပဲခေါ်ပါတယ်ကျွန်တော်နာမည်ချင်းလို့ဆိုတော့တွန်ကစ်ထန်ပေါ့နော် slide ထန်းတဲ့လို့ပဲခေါ်ရင်စင်ပြပါခုလိုချင်းလုံးမီဒီယာမှာပေါင်ခွင့်ရတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ဝမ်းသာပါတယ်ပြောစရာတွေဆွေးနွေးစရာတွေအများကြီးရှိပြီးတော့တစ်ခါတလေဘယ်အရင်ပြောင်းကောင်းမလဲဆိုတာလဲတစ်ခါတလေကိုအုံနောက်ထဲမှာsocial cut ဖြစ်နေတယ်ဘာဖြစ်ဖြစ်ခုနဆရာဘောမင်းပြောသွားတဲ့ကိုကျွန်တော်ဆက်ပြီးတော့ပါဝင်ချင်ပါတယ်အခုအချိန်ဟာကျွန်တော်တို့တကယ်လည်းမှန်တယ်လေလှော်ဒေါ်လာရေးဟာလေလှော်အတူတူလေလှော်ကြမဲ့အချိန်ဆိုတာတအားမှန်တယ်လို့ကျွန်တော်အဲ့ဒါလိုမြင်ပါတယ်ဒီစကားဆိုရတဲ့ခါစားကိုတော်လှန်တဲ့အချိန်တွေရောက်လာတဲ့အခါမှာကျွန်တော်ကအဲ့ဒီအချိန်တုန်းကဘာကိုညှော်မှန်းခဲ့လဲ။ကျွန်တော်ခက်မှာဒီခက်မှာစစ်ဆိုးရကိုတကယ်တမ်းတိုက်ရမယ့်အချိန်တွေရောက်လာတဲ့အတွက်မျိုးတစ်ချင်းအမျိုးသားတွေလူငယ်တွေစုစည်းကြပြီးတော့ပိုရင်အကောင်းလာမယ်လို့ကျွန်တော်မျှော်လင့်ခဲ့ပါအဲ့ဒီချိန်တုန်းကဖလမ်အခုကျွန်တော်ကချင်းလူမျိုးထဲမှာဇာနဲ့မျိုးနွယ်ဖြစ်ပါတယ်ဇာနဲ့မျိုးနွယ်ကတော့ဖလမ်ထောင်ရှိဖလမ်မျိုးနွယ်တဲ့ဒေတာတစ်ခုဖြစ်ပါတယ်ပြောချင်တာက
ဖလမ်းမြို့နယ်တည်းကလူငယ်တွေတော်လှန်ရေးမှာပါဝင်လာကြပြီဆိုတော့လေကျွန်တော်ကြားသေးတဲ့အခါမှာကျွန်တော်တအားအားရမိတယ် CNF CNA မှာတွားပြီးတော့သင်တန်းတွားကြည့်တယ်ပြန်လာကြတယ်တအားဝမ်းသာတယ်ကျွန်တော်ကဘာကိုညှော်မှန်းခဲ့လဲဆိုရင်ပြီးခဲ့တဲ့ကျွန်တော်ချင်းတမိုင်းမှာဟိုမျိုးနဲ့ဒီမျိုးနဲ့ဆိုပြီးတော့အစွဲတွေနဲ့နိုင်ငံရေးမှာအတူမတွားနိုင်တဲ့အခြေအနေတွေအမျိုးမျိုးဖြစ်ခဲ့တဲ့အတွက်အခုကျွန်တော်ခက်မှာကြတော့အားလုံးအတူတူပါဝင်ကြပြီဆိုပြီးတော့ကျွန်တော်အဲ့လိုညှော်မှန်းခဲ့တယ်ဒါမဲ့ညှော်မှန်းတယ်လို့အခု3နှစ်နေပါလောက်ကျွန်တော်အချိန်ကုန်သွားတဲ့အခါမှာဝန်နေစရာတွေဖြစ်ပေါ်လာပါပြီဆိုတော့သုံးသက်စရာအများကြီးရှိတယ်အလဲဆုံးသုံးသက်လိုက်ရရင်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာကျွန်တော်ဖလမ်းမြို့နယ်အတွင်းမှာအချင်းချင်းတိုက်ပြီးတော့နေမြေလူရဲ့အခြေအနေထိရောက်လာအလွယ်ပြောလိုက်ရရင် CNO CNDF ဦးဆောင်တဲ့အဖွဲ့ကဖလမ်းမြို့နယ်ထဲမှာသူတို့ရဲ့ခံယူချက်အရပွမ်းငိုနယ်မြေကိုသူတို့ကတော့ကျူးကျော်တဲ့သဘောရှိတယ်အဲ့ဒီချိန်တုန်းကကျွန်တော်တို့အနေနဲ့ကျွန်တော်ကိုယ်တိုင်အနေနဲ့လဲအဲ့တလူမျိုးတကယ်တမ်းကျူးကျော်တဲ့အခြေအနေထိရောက်မယ်လို့ကျွန်တော်မမျှော်လင့်ခဲ့ပါဘူးဒါပေမဲ့တကယ်တမ်းဖြစ်ပျက်ခဲ့တယ်ဆိုးဆိုးဝါးဝါဖြစ်ခဲ့တယ်အသက်ဆုံးရှုံးတဲ့သူတွေရှိတယ်အဖမ်းခံပြီးတော့မျိုးပေါ့နော်စီးရေးကိစ္စကျွန်တော်တော့အတွင်းကြည့်တော့ကျွန်တော်မပြောနိုင်ပါဘူးကျွန်တော်ဝင်ပြောဖို့လဲကျွန်တော်လည်းဒါရက်မတက်ဆိုင်တဲ့အတွက်လည်းမပြောပါဘူးဒါပေမဲ့အခြေအနေနဲ့နိုင်ငံရေးသုံးသက်ဒီပိုင်းကိုပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့တကယ်တမ်းဖြစ်သွားတဲ့အခါမှာ CNA ဘက်ကအသက်ဆုံးရသူတွေလည်းရှိတယ်အဲ့ဒါကို CNA ဘက်ကသူကပြန်ပြီးတော့ခုခံတဲ့အခါမှာ CNO CNDF ရဲ့သူတို့ရဲ့စကန်တွေကိုတင်လိုက်ရတယ်ဖလမ်းမြို့နယ်အတွင်းမှာ CNO CNDF မနေဝန်းတဲ့အထိအခြေအနေရောက်သွားခဲ့တယ်ဒါပေမဲ့ CNF CNA ကဖလမ်းမြို့ထဲမှာနေပြီးတော့သူကနေရာဝင်မလို့ online မှာပြောကြတယ်ဟာ CNF တွေဖလမ်းထဲမှာဝင်မယ်ဘာငယ်ပြိကွာပေါ့ဒါတွေဖြစ်မယ်ပေါ့အဲ့လောက်ထိအနှစ်30နိုင်ငံရေးဦးဆောင်လာခဲ့တဲ့တော်လှန်ရေးလုပ်နေတဲ့ CNF အဲ့လောက်ကြီးမအားပါဘူးလို့ကျွန်တော်တငယ်ချင်းတွေသူများတွေကိုကျွန်တော်ပြောလိုက်တယ်အဲ့လောက်ထိသူများမအားဘူးလို့ပြောချင်တာပါလဲဆိုရင်အဲ့တလိုမျိုးချင်းတွေဘာကြောင့်ဖြစ်လာရတာအမျိုးပြောစရာရှိပါလိမ့်မယ်အဓိကတော့နေပြီကျွန်တော်တော်လှန်ရေးဝင်လောက်တာကျွန်တော်တို့ရဲ့တကယ် main target main aim ကဘာလဲကျွန်တော်တို့ main ဥတီချက်ဘယ်ကိုဥတီနေတာလဲဆိုတာကျွန်တော်အခုကျွန်တော်ချင်းတဲ့အတွင်းမှာဖြစ်နေတဲ့ကိစ္စတွေပြန်စဉ်းစားရင်ကျွန်တော်ခမည်းတော်တကယ်တမ်းဘာကိုလိုချင်တာလဲမေးစရာဖြစ်လာဘယ်လမ်းကိုဥတီချင်နေတာမေးစရာဖြစ်လာသူများလုံနေတာကိုခမည်းတော်ဒီဘက်ကိုဥတီနေရဆိုပြီးတော့တရားပြောဖို့ကကျွန်တော်အနေနဲ့ဒါရိုင်းလိုက်မယ်ဆိုတော့အဲ့လောက်ထိတော့ကျွန်တော်ပြောချင်ပါဒါမဲ့အခုကကျွန်တော်ရဲ့ဥတီချက်ကဘာလဲဆိုတာတော်တော်လေးပြန်သုံးသပ်သိပါပြီခုနဆရာဘိုမင်းပြောသွားတယ်လို့လူငယ်အသက်တချို့ကအသက်18နှစ်တမှမပြည့်တဲ့သူတွေ
လက်နဲ့ကင်ပြီးတော့ရှေ့တန်းသွားရတယ်မနှစ်တစ်နှစ်က2023နှစ်မှာကျွန်တော်ကပြည်တွင်းမှာကျွန်တော်တကယ်ကျွန်တော်ကိုယ်တိုင်ပြည်တွင်းကိုဝင်ပြီးတော့ကျွန်တော်ဇာညက် CDF ဇာညက် RAM anniversary ကျွန်တော်လုပ်တယ်အဲ့ဒီမှာကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့တယ်လူငယ်တွေကိုတွားမြင်တဲ့အခါမှာကျွန်တော်ညစ်ရည်မထိနိုင်ဘူးအော်ကျွန်တော်ထက်တောင်မှလူငယ်နေတဲ့သူတွေဒီတနက်ကြီးကင်ပြီးတော့သူတို့ရဲ့ future ကဘာလဲဆိုတာတော့ဆိုတောင်မှသူတို့မစင်စားနိုင်သူတို့စိတ်ထဲမှာဘာရှိလဲဒီစစ်အစိုးရကိုတိုက်မယ်ဒါပဲရိုးရိုးလေးပဲသူတို့မှာကျွန်တော်တော့ညစ်ရည်နဲ့ဒီလိုမျိုးချိန်လေးကျွန်တော်ဖြစ်နေပါလားအဲ့ဒါအခုကျွန်တော်ဖလမ်းမြို့နယ်အတွင်းမှာဖလမ်းတောင်စုအတွင်းမှာကိုအချင်းချင်းတိုက်အခြေအနေရောက်လာတဲ့အခါမှာတော်တော်လေးကျွန်တော်ဝန်းနေမိပါတယ်ပြောရရင်တော့သုံးသက်အများသုံးသက်ချက်ရဆိုရင်ခွန်ငုံဒေတာအဲ့ဒီနယ်မြေကိုတိမ့်မယ်တိမ့်ပြီးရင်ကျန်တဲ့နယ်မြေတွေအလုံးတိမ့်ပြီးတော့ CNDF အောက်မှာအလုံးအုပ်ချုပ်မယ်ဆိုတဲ့သဘောတရားလို့ကျွန်တော်မြင်ရပါတယ်ဆိုတော့အခုဖြစ် online မှာသတင်းတွေအမျိုးမျိုးတက်လာတယ်အခုကမြေပြက်မှာရှိတဲ့သူတွေအခုတောင်ပေါ်ကတက်လာပြီးတော့ဘာလုပ်မှလဲသူတို့ဥတီချက်ကဘာလဲတချို့ကပြောနေကြတယ်သူတို့ဥတီချက်ကတော့ CNF CC ဟာလား Chilling Council နယ်မြေတွေရန်ယူနေပြန်တိုက်မယ်ဆိုတဲ့သတင်းတွေအခုကထွက်နေတယ်မှန်ချင်းမှလည်းမှန်လိမ့်မယ်ပြီးခဲ့တဲ့ဇူလိုင်လမှာတကယ်တမ်းအဲ့တလို့အချင်းချင်းဖြစ်မယ်ဆိုတော့ကျွန်တော်မမျှော်လင့်ခဲ့ဘူးအဲ့ဒီအဆင့်ထိရောက်မယ်လို့ကျွန်တော်မမျှော်လင့်ခဲ့ဘူးတကယ်တမ်းဖြစ်ခဲ့အခုလည်းပြန်ဖြစ်မလားနော်ပြန်ဖြစ်မလားအချင်းချင်းပြန်ဖြစ်မလားပြန်သုံးသပ်ကြည့်ရအောင်ကျွန်တော်နည်းနည်းနောက်ပြန်ဆုပ်ပြီးတော့ပြောချင်တာရှိပါတယ်တခြားဒေတာတွေကျွန်တော်မဆိုလို့အဓိကဖလမ်းမြို့နယ်အတွင်းပဲကျွန်တော်ပြောချင်ပါတယ်ဖလမ်းမြို့နယ်အတွင်းမှာကျွန်တော်မထင်မိလောက်အောင်မျိုးနွယ်စုစိုးမိုးမှုတအားရှိနေတယ်ဆိုတော့အခုဖြစ်ပျက်နေတာတွေကလက်တွေ့တက်သေးပြနေပါနော်အဲ့ဒါဝန်းနေစရာကောင်းတယ်ဘယ်ခက်ကိုကျွန်တော်ပြန်နောက်ဆုတ်သွားလဲဆိုရင်မြန်မာနိုင်ငံမှာဖြစ်ခင်ဘာမှပေါ့ဗမာနိုင်ငံမတီထောင်ခင်ခက်တကြီးခက်တွေရောအဲ့ဒီခက်ကိုကျွန်တော်ပြန်နောက်ဆုတ်သွားတဲ့အခြေအနေမျိုးဖြစ်သွားအခု online မှာအတကုံကြီးကျယ်စကားပြောတဲ့သူတွေဟာလားနိုင်ငံရေးလို့လူမျိုးရေးလို့ပြောနေတဲ့သူတို့မှာဘာဥတီချက်ရှိလဲသူတို့ main ကသူတို့ aim ကဘာလဲဒီနိုင်ငံရေးမှာနော်သူများရဲ့စိတ်ဆွအောင်ပဲအဓိကဥတီပြီးတော့အချင်းချင်းအခုတကယ်တမ်းလည်းဖြစ်သွားပြီပြန်ဖြစ်မလားဒီတော်လှန်ရေးအောင်မြင်ဖို့ကျွန်တော်တို့တကယ်တမ်းဥတီပါသလားစဉ်းစားကြရှိလားအခုကျွန်တော်တကယ်တမ်းတော်လှန်ရေးကိုအောင်မြင်စေချင်လားနော်အခုပြန်သုံးသပ်ကြည့်ရအောင်ကျွန်တော်နီးနားမှာရှိတဲ့တခြားဒီအနောက်တိုင်းလူတွေပေါ့ဒီအဖြူတွေလို့ပြောရမှာပေါ့တချို့တငယ်ချင်းတွေ
ခမရတို့နိုင်ငံတော်လှန်ရေးချင်းနိုင်ငံရေးချင်းဘယ်လိုလဲဆိုတော့ကျွန်တော်ကောင်းကောင်းလဲကျွန်တော်မပြောရတော့အခိုင်တော့နော်ရှင်းဖြစ်လာနော်ရှင်းဖြစ်လာတယ်ကျွန်တော်အနေနဲ့ခုနဆရာပေါ်မင်းပြောသွားတယ်လို့ဒီလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲမြောက်လိုင်ကလုပ်ဖို့ကြီးညာပြီနော်ဒီကိစ္စလည်းများစီပြောစရာရှိတယ်အဲ့ဒီအတွင်းမှာအဲ့ဒီကြားမှာအခုကပြဿနာတွေကကိုအချင်းချင်းမှာလည်းအကြီးကျယ်တက်နေတယ်ဟိုဘက်ကအဲ့ဒါကိုအခွင့်အရေးယူနေတယ်ကျွန်တော်နေဘယ်ဥတည်နေပါတလဲနော်ကျွန်တော်ရဲ့ဥတည်ချက်ပဲဟာလဲကျွန်တော်ဖလမ်မြို့နယ်အတွင်းပြောရရင်ဟိုးဗြိတိရှမလာခင်ခက်ကိုကျွန်တော်နောက်ဆုတ်သွားတယ်ကျွန်တော်အခုချင်းနေတာကျွန်တော်မီဒီယာမှာဘာတွေကျွန်တော်တွန်းပို့နေတာလဲနော်နိုင်ငံရေးဟောပြောပွဲလို့ဘာလို့ပြောနေသူတွေစိတ်သူရဲ့ဟောပြောသွားတဲ့စကားလုံးတွေကဘာတွေကိုအဓိကတော့နှိုးဆွလဲဆိုမျိုးနွယ်လိုက်မုံတီးဖို့မျိုးနွယ်စုမုံတီးရေးတော်စိတ်နာစရာကောင်းတယ်ဟိုးတော့ကမျိုးနွယ်ဟိုမျိုးနွယ်ကဒီမျိုးနွယ်ကိုအုပ်ဆိုးပြီးတော့ဟာလားချဲလဲပြီးတော့အဲ့ဒီ system ကိုကျွန်တော်မလိုချင်တဲ့အတွက်အခုကျွန်တော်တို့ကျင်းပနေ့စဉ်ကျင်းပနေတဲ့ချင်းမျိုးသားနေ့ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်လာတာလဲသူရဲ့ back history ကအဲ့ဒါကြောင့်ဖြစ်တယ်အဲ့ဒီချိန်တုန်းကဆိုရင်ကျွန်တော်ချင်းပြည်နယ်လို့ပြောမှာဒီချင်းလန်းရဲ့ main အဲ့ဒီချိန်တုန်းကcentral chin ဆိုတော့ဒီ flam နေရာက central chin ဖြစ်ခဲ့အဲ့ဒီချိန်တုန်းကမျိုးနွယ်လိုက်အကြီးစိုးတဲ့သူတို့ဘယ်သူတွေလဲဆိုရင်အခုကျွန်တော်အခုချိန်မှာကြီးစိုးတဲ့အဖွဲ့တွေဖြစ်တယ်သူတို့ပဲဖြစ်တယ်ဖလမ်ကိုတီထောင်တဲ့ဒီဖလမ်မြို့ကိုတီထောင်ခဲ့တဲ့တိုင်ဆုန်နော်အဲ့ဒီဖွဲ့ကသူတို့နဲ့မဟာမိတ်ဖွဲ့တဲ့မျိုးနွယ်တွေကိုသူတို့ကခေါ်ပြီးတော့သူတို့ကိုရှင်ပြိုင်နိုင်မဲ့မဟုတ်ရင်သူတို့လက်အောက်မှာထားချင်တဲ့မျိုးနွယ်တွေကိုသူတို့တိုက်ပြီးတော့ကျွန်းအနေနဲ့ထားခဲ့ကြအဲ့ဒီကျုံးမြဲဖလမ်အုပ်စုကတိုက်ပြီးတော့အုပ်ချုပ်ခဲ့တဲ့မျိုးနွယ်တွေထဲမှာဘယ်သူတွေပါလဲဆိုအခုဖလမ်မြို့ကနေအရှေ့ပိုင်းဖြစ်တဲ့ဇန်နက်ဒေတာတွေဟာအဲ့ဒီချိန်တုန်းကတိုင်ဆွန်မဟုတ်ရင်အဲ့ဒီချိန်တုန်းကဥဆောင်တဲ့မျိုးနွယ်ကတိုင်ဆွန်ပဲဂျွန်ဘီသူနဲ့မဟာမိတ်တွေသူရဲ့မဟာမိတ်တွေကဒီအဓိကအချိန်တုန်းကဘယ်သူတွေလဲဆိုရင်အခု CNDF မှာ active ဖြစ်တဲ့မျိုးနွယ်တွေအဓိကတဲ့ပြောလိုက်ရရင်ဇီယံငယ်ဇီယံဟာဇီယံစောဇီယံစကားပြောတဲ့ဖလမ်အခုအလွယ်ပြောလိုက်ရရင်ဖလမ်စကားလို့ပြောတဲ့အလူတီများတဲ့အဲ့ဒီကစုပြီးတော့ကျွန်တော်ဇာမြက်နေမျိုးကိုတိုက်ခဲ့တာကျွန်အနေနဲ့အနှစ်100ကျော်နီးပါးလောက်နေခဲ့တယ်နော်ဖလမ်မြို့ကနေအရှေ့ပိုင်းမှာနေတဲ့မျိုးနွယ်တွေကဘာလုပ်ရလဲနှစ်တိုင်းဖလမ်ကိုလာပြီးတော့လုံအားပေးလာလို့ရတယ်အစားတွေလာချပေးရတယ်ဟိုဟာဒီဟာတွေလုပ်ပေးရတယ်မျိုးပဲမကျေနပ်ရင်သူတို့ရဲ့သားသမီးကလေးတွေကိုကျွန်းနေနဲ့ခေါ်သွားတယ်အဲ့ဒီစနစ်မကြိုက်တဲ့အတွက်ချင်း national day ဆိုတာပေါ်လာတာဒါပေမဲ့အဲ့ဒီစနစ်ကိုအခုအဲ့ဒီစနစ်ကိုအခုကဖလမ်မြို့နယ်မှာငါတို့ဖလမ်ကွဆိုပြီးတော့ဥဆောင်တဲ့ဖွဲ့တွေကနော်အဲ့ဒီဖွဲ့တွေကပြန်လောက်တာခုကကိုငိုတွေကသူတို့ကရိုးရိုးလေးပြောတယ်ဟာဘိုးလုံးကပြောလိုက်ရင်တော့
ဒီ2008အခြေခံဥပဒေပေါ့နောက်ဆုံးအခြေခံဥပဒေအခုကျွန်တော်မြင်တွေ့ရတဲ့အခြေခံဥပဒေရဆိုရင်မြို့နယ်ဟာလားတောင်းရှိအုပ်ချုပ်ရေးဆက်လက်ပြီးတော့သွားမှာအဲ့ဒီ system လိုမျိုးကျွန်တော်မတွားချင်တော့ဘူးကျွန်တော်ကိုယ်ငုံနယ်မြေဆိုရင်ကိုယ်ငုံကဟာလားဥဆောင်ကျင်တယ်ပေါ့အဲ့လိုပြောလိုက်ရအဲ့တို့ကအဲ့တလို့ရိုးရိုးလေးပြောတာဒါနဲ့ခုနကျွန်တော်ပြောတဲ့ဖလားမဖွဲ့ကမရဘူးဒါခမရတို့နဲ့မဆိုင်ဘူးဖလားနေမီဖလားအောက်မှာရှိရမယ်ဆိုပြီးတော့သူကတိမ့်ပိုင်ခွင့်လှုပ်ချင်တယ်လှုပ်ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးဖြစ်နေအဲ့ဒီမှာဘသူနဲ့တွားတိုးလဲဖြစ်ချင်တော့ CNF ချင်းလင်းကောင်စနဲ့တွားတိုးဟာလား social cut ဖြစ်သွားနော်ဆိုတော့အခုကျွန်တော်ဘယ်ကိုဥတည်နေတာလဲနော် where are we heading forward နော်အရေးကြီးလာပြီလာတော့မယ်ဒီဇင်ဘာမှာရွေးကောက်ပွဲအဲ့ဒီကနေဘာတွေထွက်လာမလဲနော်ရွေးကောက်ပွဲမှာအဓိက active leading party လုပ်နေတဲ့ချင်းဘက်ကနေအဲ့ဒီပါတီကိစ္စတွေလည်းပြောစရာအများကြီးရှိလိမ့်မယ်နော်ရှိအောင်မှာရှိလိမ့်မယ်ဆိုတော့အခုကျွန်တော်အမျိုးသားရေးဆိုပြီးတော့လုပ်နေတာဘယ်ကိုဥတည်နေပါလဲဝန်နေစရာကောင်းလားခုနဆရာဘောမင်းပြောသွားတဲ့အဲမှာကျွန်တော်အားရစရာတခုကစင်နေကတို့ကမပေါင်းရင်တောင်မှသူကနှစ်ပေါင်းများစွာသူကနိုင်ငံရေး policy ကောင်းချမှတ်ပြီးတော့အဆင့်ပြီးတစ်ဆင့်သူကရှေ့သွားနေပါသူကသွားနေတယ်ကိုကလိုက်ရင်လည်းမလိုက်ရင်လည်းအခုကျွန်တော်တို့ကတချို့ကအဓိကတချို့လို့ပြောလိုက်ရင်အဓိကဖလမ်မြို့နယ်လို့ပြောတယ်ဖလမ်မြို့နယ်တဲကလူတွေကဘာပြောလဲဆိုခမည်းတော်ဇန်ညက်တွေကလို့ပြောရရင်ပေါ့မဟုတ်ရင်ချင်းလန်ကောင်စီပူပေါင်းတဲ့သူတွေကခမည်းတော်က CNF ကလိန်ခံရတာ CNF အလိန်ခံရတာအဲ့လိုပုံစံနော် CNF အလိန်ခံရတဲ့သူတွေအဲ့ဒါ CNF ဆိုတာတောင်မှမကျေနပ်သေးဘူးဟာခါရီအလိန်ခံရoh come on that's so rude နော်ဆိုတော့ကျွန်တော်ဒီမျိုးနွယ်စုရှင်ပြိုင်မှုဘယ်ချိန်မှာပြီးမလဲနော်ဒီမျိုးနွယ်စုရှင်ပြိုင်မှုနဲ့အဲ့ဒီကြားမှာအမျက်ထုတ်တဲ့သူတွေကဒီစစ်ဆိုးရကလည်းမျက်ထုတ်တယ်အဲ့ဒီကြားမှာကိုချင်းမျက်ထုတ်တဲ့သူတွေလည်းရှိတယ်ဖြစ်နေတယ်ဝန်နေကြပဲနော်ဒီတော့ပြောချင်တာကနိုင်ငံရေးဆိုတာကျွန်တော်ကတကယ်နိုင်ငံရေး expert လည်းမဟုတ်ဒါပေမဲ့အခြေအနေကိုအခြေအနေတော့ကိုသိရတယ်ကိုမျိုးနယ်စုကိုဒေတာကိုလူမျိုးအခြေအနေဘယ်စစ်ဒီအခြေအနေမှာသူများနဲ့တို့အကြားမှာကိုကဘယ်အခြေအနေမှာရောက်နေလဲဆိုတော့အဲ့ဒီရေဘူးရအခြေအနေလောက်တော့ကိုကသုံးသက်တက်ဖို့လိုပါတယ်လို့ကျွန်တော်အဲ့လိုမျိုးနော်ဆိုတော့အခုကအဲ့လိုပြောရင်ကျွန်တော်ဇန်နဲ့ဘက်ကဘာကြောင့်ချင်းလင်းကောင်စီကိုပူးပေါင်းရတာလဲသူတို့ policy ကြိုက်လို့လူကိုတွားကြိုက်တာမဟုတ်ဘူးနော်ဟာခါကိုတွားကြိုက်လို့မဟုတ်ဘူးနော်အဲ့လိုပြောရင်နော်ဖလန်စကားလို့ပြောဟယ်ခါပေါ့ဟယ်ခါတွေကိုတွားကြိုက်လို့မဟုတ်ဘူးတို့ရဲ့နိုင်ငံရေးဥတီချက်တို့ရဲ့ policy ကဲအခုကျွန်တော်တို့ CBCC ဆိုပြီးတော့ပြဿနာတွေလောက်ကြတယ် online မှာအတကုံဟိုဟာဒီဟာတွေပြောကြတယ်ဟိုဟာတွေတင်ကြတယ်ဒီဟာတွေတင်ကြတယ်နော်သူများရဲ့စိတ်ဆွအောင်အမျိုးမျိုးလောက်ကြတယ်ကဲနောက်ဆုံးအခြေအနေကျွန်တော်ရောက်နောက်ဆုံးအခြေအနေကဘယ်စင်ထိရောက်လဲဆိုရင်ဘာပဲဖြစ်ဖြစ်တို့မီဇိုရမ်ချင်းမီနစ္စတာရှေ့မှာတွားပြီးတော့စိုင်းထိုးရအောင်ဆိုတဲ့အခြေအနေရောက်လာစိုင်းထိုးပြီးပြီဘာထိုးလဲတို့မှာချင်း National Council တီထောင်ဖို့စိုင်းထိုးပြီးပြီလေဆိုတော့အဲ့ဒီချင်း National Council တကယ်တမ်းဖြစ်လာဖို့အတွက်ကျွန်တော်တို့
လက်တွေ့မှာဘာဖြစ်နေတာလဲမဖြစ်နိုင်အောင်အချင်းချင်းဟာခါနဲ့ဖလန်ပြဿနာဖြစ်အောင်လုပ်ပြဿနာတွေထွက်လာနော်ဝန်နေစရာပဲဒါဆိုအခုကျွန်တော်ဘယ်ကိုဥတည်နေတာလဲ National Council တည်ထောင်ဖို့လဲမဥတည်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေ National Council မဥတည်ဘူးဆိုတော့ကျွန်တော်ဘယ်ကိုဥတည်ရလာမဲ့ရွက်ကောက်ပွဲကိုဥတည်သလားနော်ဒီရွက်ကောက်ပွဲကနေတက်လာတဲ့သူတွေငါတို့ကအစိုးရကွာငါတို့နဲ့ခင်ဗျားတို့ငါတို့စကားနားထောင်ရမယ်ငါတို့မှာ funding ရှိတယ်ကွာဟာလားငါတို့ကအစိုးရကွာငါတို့နေမျိုးနဲ့ပတ်တဲ့နိုင်ငံရေးပတ်တဲ့ငါတို့နဲ့ဆွေးနွေးရမယ်ကွာဆိုတော့ချင်းနေမျိုးရလာမလားစဉ်းစားတယ်ရှိလားကျွန်တော်တို့နေအဲအကြောင်းအဲ့ဒီကြားမှာစိတ်ဖြူဖြူစင်စင်လေးနဲ့နိုင်ငံရေးမှာတော်လှန်ရေးမှာပါဝင်တဲ့တချို့အသက်ဆုံးရှုံးသွားတဲ့သူတွေကျွန်တော်တနာတယ်ခံစားမိနော်အဲ့ဒါကြောင့်ကျွန်တော်ခရိယန်တွေဖြစ်တယ်ဘုရားသခင်ယုံကြည်တဲ့သူတွေလည်းဖြစ်တယ်လူဆိုတာမှားတတ်ပါတယ်အတွေးခေါ်တစ်ခါတလေမှားတတ်ပါတယ်လူဆိုတာမှားတတ်တယ်ဒါပေမဲ့ပြန်ပြင်လို့ရတယ်နော်ပြန်ပြင်လို့ရတယ်ဘုရားတောင်မှဘလောက်ပဲဆိုဟာလားသူစီပြန်လှည့်လိုက်ရင်လက်ခံတာပဲနော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုနဲ့ပြန်တင်မြက်ကြမလဲဆိုတာတွေလည်းပြန်စဉ်းစားစရာရှိလာပါတယ်နော်ဒီထက်ဆိုးရတဲ့အခြေအနေမဖြစ်လာအောင်ကျွန်တော်တို့မလိုအပ်ဘူးလားနော်အဲ့လောက်ထိပဲကျွန်တော်လိုအပ်ရင်လည်းပြန်စစ်ကြတာပေါ့ကျေးဇူးပဲလက်ခေါ်ပါလေးချီးမြှင့်ပေးအောင်နော်ဆရာထန်းတဲ့ပြောသွားတာတကယ်ကိုဒီဖလန်မျိုးနဲ့အတွင်းမှာဖြစ်တဲ့အရာတွေတပိုင်းကြောင်းလေးတွေနဲ့နှိုင်းရှင်ပြောပြသွားတာအင်မတန်မှကောင်းပါတယ်ကျွန်တော်တို့တမန်ကျမ်းစာထဲမှာစိတ်နှလုံးကောင်းစားလို့ရှိရင်တော့အရာရာကောင်းစားတယ်တဲ့ဒါကျွန်တော်တို့စိတ်နှလုံးကောင်းစားဖို့အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ဟာဒီ positive thinking များတွေးပေးဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ဒီဘိုးဘွားပြည်ပြင်ကလေးကစော်ဘွားတွေအုပ်ချုပ်လာခဲ့တဲ့ခက်တနေနဲ့တနေစစ်တိုက်ပြီးမှကျွင်ပြူတဲ့ခက်ဗြိတိရှအုပ်ချုပ်လာတဲ့ခက်ကျွန်တော်တို့စစ်အာဏာရှင်အုပ်ချုပ်လာတဲ့ခက်နှစ်ပေါင်းရာကျော်ကျွန်တော်တို့အဖိနှိတ်ခံဘဝနေမှာကျွန်တော်တို့ဟာလွတ်ကျွတ်ချင်လို့ဒီကနေ့ຫນွေဦးတော်လှန်ရေးဆိုတာထပ်မှန်ပြီးမှကျွန်တော်တို့တိုင်းပြည်ကြီးမှာပေါ်ပေါက်လာတာဖြစ်တယ်အဲကြောင့်ချင်းဆိုတဲ့ umbrella အောက်ထဲမှာကျွန်တော်တို့ဟာဘယ်သူလက်အောက်ထဲမှာမှကျွန်တော်တို့မနေဖို့ရန်အတွက်အမျိုးသားတန်းတူရေးမွေးရပါအခွင့်အရေးတွေကိုကျွန်တော်တို့တန်းတူညီမျှစွာခံစားနိုင်ဖို့ရန်အတွက်ကျွန်တော်တို့တော်လှန်ရေးဝင်နေကြတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့လူချင်းတဲ့ပန်းတိုင်ကပါလေ Federal Democracy ကျွန်တော် top down ကိုကျွန်တော်တို့ကရှောက်နေတာမဟုတ်ဘူး bottom up နဲ့ကျွန်တော်တို့သွားချင်နေတာဖြစ်တယ်ကိုသွားတဲ့လမ်းကြောင်းကိုကိုကပိုင်နိုင်ပြက်သားတိကျကျနဲ့ကျွန်တော်တီးဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်ကိုရှောက်နေတဲ့လမ်းကြောင်းကဘယ်လမ်းကြောင်းလဲဆိုတာမသိဘူးဆိုတော့ခင်ဗျာလမ်းပြောက်တော့သူဖြစ်မယ်ခေလူချင်းနဲ့ပန်းတိုင်ကိုခင်ဗျားတို့မရောက်နိုင်ဘူးဖြစ်သွားမယ်အဲကြောင့်ကိုရှောက်မဲ့လမ်းကိုတေးချာတိကျမှန်ကန်တီးတဲ့သူကဆက်ပြီးမှကျွန်တော်တို့သွားမှာပဲခုနဆရာပွင့်ပြောသလိုပဲကျွန်တော်တို့ချင်းမျိုးသားတက်ဦးဆိုတာကမူနဲ့ပေါင်နဲ့တကယ်ကိုသူ့မှာကနိုင်ငံရေးရည်မှန်းချက်ရှိပြီးသားချင်းမျိုးသားလွတ်မြောက်ဖို့ရန်အတွက်အမျိုးသားတန်းတူရရှိနိုင်ဖို့ရန်အတွက်ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဟာတော်လှန်ရေးဆွေးနွေးလာတာဖြစ်တယ်ကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ကိုရောက်တာနဲ့ CNF ဆိုတာကကျွန်တော်တို့ရဲ့ဂျာမန်ကြီးကိုယ်တိုင်ပြောတဲ့စကားထဲမှာလေခင်ဗျားတို့ကြားဘူးမှာပါ CNF ဆိုတာကမရှိတော့ဘူးဒါပါတီနိုင်ငံရေးလှုပ်ရှင်နေဆိုတော့ဒါပါတီထောင်ကြဖို့မဟုတ်ဘူးလားဒါကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ကိုရောက်သွားပြီဆိုရင်ဒါချင်းမျိုးသားတက်ဦးဆိုတာကအလိုလိုနဲ့ပျောက်သွားမှာပါပဲဒါပေမဲ့ကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ကိုမရောက်မချင်းကျွန်တော်တို့ကရှောက်လန်းနေရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့မီဒီယာထဲမှာအခုတလောကျွန်တော်တို့ကြားသိရတဲ့အထက်မှာဒီစလိုက်ထန်းတယ်လည်းနည်းပြောသွားတာကျွန်တော်ကြားသိရတယ်ကျွန်တော်တို့အချင်းချင်းပုတ်တိုက်မှုတွေတိုက်ခိုက်မှုတွေသွေးချောင်းစီးမှုတွေဖြစ်တာတကယ်ကိုအစိတ်မကောင်းဝမ်းနည်းစရာဖြစ်ပါတယ်ကိုအချင်းချင်းအခုလိုကျွန်တော်တို့မရှိတဲ့ကြားတဲ့နေမှာပြည်သူလူထုအနေမှာလှူဒန်းထားတဲ့ကျွန်တော်တို့ရဲ့လက်နဲ့ခဲရိုင်းနေတဲ့ကိုအချင်းချင်းပြစ်ခတ်တယ်ဆိုတာကတော့ကျွန်တော်တရားမှာတရားလုံးဝလက်မခံဘူးထောက်လည်းမခံဘူးအားလည်းမပေးဘူးဒါကျွန်တော်ရဲ့တကယ်ကိုစိတ်ရင်းစေတနာမှန်နဲ့ကျွန်တော်ပြောတာပါအခုလဲကျွန်တော်တို့ဒီ CNF ထဲမှာရှိနေတဲ့ဖလန်းမျိုးနယ်စုတွေခင်ဗျားတို့အမြန်ဆုံးထွက်ကြနော်ခင်ဗျားတို့မထွက်အသက်မသေးချင်းခင်ဗျားတို့အမြန်ဆုံးထွက်ပါညာချင်းချောက်တာတွေပါလည်းရှိကြတယ်အဲ့လိုမျိုး online media မှာမဟုတ်မဟန်စကားတွေကိုခင်ဗျားတို့မပြောကြပါနဲ့ဒါကရလက်ကောင်းမဟုတ်ဘူးစီလုံးမှုအင်အားကိုကျွန်တော်တို့ရ
ဖြစ်စည်းနေတာအချင်းမျိုးသားတိဆောက်ရေးကိုဖြစ်စည်းနေတာခင်ဗျားတို့ပြန်ပြီးမှပြောတဲ့စကားကိုခင်ဗျားတို့ပြန်ပြီးမှနားထောင်ကြည့်ကြပါအတိတ်ပဲရှိတဲ့စကားကျွန်တော်ချင်းလူမျိုးတွေအတွက်အကျိုးရှိမဲ့စကားဟိုဒါကျွန်တော်များများပြောဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်မှာတခုခုလေးဖြစ်လာပြီဆိုရင်အမြဲတမ်း CNN ကိုပဲပြစ်ပုံချနေကြတာ CNN မုံတီးကြီးကိုခင်ဗျားတို့မလောက်ကြပါနဲ့ကျွန်တော်တို့ CC ဘက်မှာထောက်ခံအားပေးနေတဲ့သူတွေ CB အားနဲ့ချက်တွေမကောင်းကြောင်းတွေပြောမယ်ဆိုရင်တောင်ပုံရပုံကျွန်တော်တို့ပြောကြရှိတယ်ဒါပေမဲ့ဒါတွေကိုထုတ်ဖို့ပြောပြနေလို့ကျွန်တော်တို့ဒီအမျိုးသားပြန်လဲတီဆောက်ရေးမှာကျွန်တော်တို့အတိတ်ပဲမရှိဘူးကျွန်တော်တို့ဘယ်လိုစူးစီးကြမလဲအားနဲ့ချက်တွေကိုဘယ်လိုအာသာချက်ရှိအောင်ပြုပြင်ကြမလဲဆိုတော့ကောင်းတဲ့အမြင်ဖက်ကနေမှကျွန်တော်တို့ကြည်ပြီးမှကျွန်တော်တို့ရဲ့ချင်းအမျိုးသားတီဆောက်ရေးအမျိုးသားတော်လှန်ရေးကိုကျွန်တော်တို့သွားမှသာလင်ကျွန်တော်လူချင်းတဲ့ပိုင်းနိုင်ကိုရောက်ရှိနိုင်မှာဖြစ်တယ်ပြီးတော့နောက်တစ်ခုလေးကျွန်တော်ထပ်ပြီးမှပြောချင်တာကကျွန်တော်တို့ဒီလက်တော်လေးကဒီစစ်တုံးပန်းကိစ္စကိုဒီအစမ်ရိုင်ဖယ်ဒီပို့တဲ့ကိစ္စမှာလဲကျွန်တော်တို့ CNF ကိုပဲအမြဲအဲ့ဒါမဟုတ်မဟာဒီတရင်မားတွေ